အားလုံးပဲမင်္ဂလာပါ Burmese Knowledge Hub Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လဲအာဖရိကမြေရိုင်းလွင်ပြင်တွေတဲကချင်းတွေစီကိုပဲသွားလိုက်ကြရအောင်ဗျ2006ခုနှစ်မှာ Macpogo Coalition ကအထွတ်ထိပ်ကာလကိုရောက်ရှိခဲ့ပြီးတဲ့နောက်2012ခုနှစ် March 16ရက်နေ့မှာတော့ Mr. D ရဲ့သေဆုံးမှုနဲ့အတူ Macpogo တစ်ခေတ်ကပြီးဆုံးသွားခဲ့ပြီလို့ဆိုနိုင်ပါတယ်။နောက်ပိုင်းမှာ Maculu နဲ့ Pretty Boy တို့ကပါသေဆုံးပြီးတဲ့နောက် Macpogo ကလုံးဝကိုပျောက်ကွယ်သွားခဲ့ပါတယ်။ Mr. T ကိုဖြုတ်ခဲ့တာကတော့ Celatine Mills ၄កောင်မှာ Macpogo အုပ်စုကပျောက်ကွယ်သွားခဲ့ပေမဲ့ Spissan တော်ကြီးထဲမှာတော့သူတို့တောင်းချမ်းခဲ့မှုတွေကြောင့်ဂျွန်းတိုးမောက်ခုံတွေဖြစ်ပြီးတော့ကြံခဲ့ပါတယ်။ Mr. T ရဲ့စီးမဲ့ကမ်းမဲ့တပ်ဖြတ်မှုတွေတခြားချင်းလေးအုပ်ထဲကချင်းလေးအမတွေကိုဘလက်ကာရလုပ်ခဲ့တာတွေကြောင့် Macpogo တစ်ခေတ်မှာ Spissan တော်တွေကချင်းလေးတွေအားလုံးကကြီးလန့်စာစားခဲ့ရတဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒါ့အပြင် Macpogo တွေဥပဒေမဲ့ဆွဲလာရင်းလာလုပ်ခဲ့တဲ့ချင်းလေးအမတွေကလည်းကိုဝင်တွေရကုန်ကြပြီး red line တွေကလည်းကမောက်ကမတွေဖြစ်ခဲ့ရပါတယ်။ဒါတွေကတော့ Macpogo အဖွဲ့ရဲ့ကြော်ကြားမှုတွေနောက်ွယ်က deck side တွေလို့ပဲပြောရမှာပါဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ Macpogo အုပ်စုက Mr. T သေဆုံးပြီးတဲ့နောက်ပိုင်း Spissan တော်ကြီးထဲမှာကြံခဲ့တဲ့မျိုးဆက်တွေအကြောင်းပါ Mr. T တို့ဇိုးတအုပ်မရှိတော့တဲ့နောက်ပိုင်း Spissan မှာအပေါ်ကပြောခဲ့တဲ့ကိစ္စတွေအပြင်တခြားတစ်ခုပါရှိပါသေးတယ်documentary သမားတွေကတော့ဒါကို territory boundaries issue လို့ပြောကြပါတယ်နယ်မြေပိုင်ဆိုင်မှုပြဿနာတွေလို့ပဲအလွယ်ဘာသာပြန်ရစေ Macpogo အုပ်စုရဲ့မျိုးဆက်တွေကိုအားလုံးကစောင့်မျှော်နေကြပေမဲ့ Mr. D စီလိုဘောင်လွန်းတဲ့ခြေသေးပေါက်လေးတွေကိုတပ်ဖြတ်စားတောက်ခဲ့တာကြောင့် Macpogo ရဲ့မျိုးဆက်တော်တော်များများကတော့အရွယ်မရောက်ခင်သေဆုံးသွားခဲ့ကြပါတယ်ဒါအပြင်ကမှ Macpogo အုပ်စုကိုဖြုတ်ချခဲ့တဲ့Magic Clinic တွေကလည်းသူတို့ရဲ့ရန်သူမျိုးဆက်တွေဖြစ်တဲ့ခြေသေးပေါက်တွေကိုအုပ်စုတွေမှာမထားလိုတာကြောင့်သူတို့ကပါထပ်မံတုတ်တင်ရှင်းလင်းခဲ့ပါတယ်ဒါကြောင့်ပဲ Macpogo 6កောင်ရဲ့မျိုးဆက်ကလုံးဝမရှိတော့ဘူးလို့အားလုံးကထင်မှတ်ထားခဲ့ကြပါတယ်ဒါပေမဲ့ Macpogo တွေကတခြားချင်းလေးအုပ်ထဲကချင်းလေးမတွေကိုဥပဒေမဲ့တွေလုံးခဲ့တာတွေကြောင့် Ottawa Bright, Celatine Bright နဲ့ Magic Clinic Bright တွေထဲမှာပါ Macpogo ရဲ့မျိုးဆက်အနေငယ်ကျန်နေခဲ့ပါတယ်ဒီကျန်နေခဲ့ရတဲ့ချင်းလေးပေါက်လေးတွေကလည်း Mr. T ရဲ့အဝေးကိုရောက်နေလို့သာအသက်ရှင်နိုင်ခဲ့တယ်လို့ပဲဆိုရမှာပါဒါကြောင့်ဒီလိုအသက်ရှင်နိုင်ခဲ့တဲ့သားပေါက်အနေငယ်တွေကမှMacpogo မျိုးဆက်နှစ်ကောင်ကတော့ Ottawa Pride ထဲမှာကြံရစ်ခဲ့ပါတယ်။ documentary သမားတွေကတော့ဒီသားပေါင်းနှစ်ကောင်ကအတိမပြုတ်နိုင်ပေမဲ့ Mr. T ရဲ့သားနဲ့ Maculu ရဲ့သားတွေဖြစ်တယ်လို့ဆိုထားကြပါတယ်။ Macpogo တွေနဲ့ Magic Clinic တွေကဖခင်တွေလက်ထက်မှာကမ္ဘာရန်နယ်မြေလူဘက်တွေဖြစ်ခဲ့တဲ့ဆိုပေမဲ့သူတို့ရဲ့မျိုးဆက်တွေလက်ထက်မှာတော့အတိတ်ကကိစ္စတွေကိုတင်မုန်းချပြီးပြေးလဲသွားကြပါပြီ။ဘာကြောင့်လဲဆိုတော့ Macpogo ရဲ့မျိုးဆက် Ottawa M နဲ့ Ottawa T လို့ခေါ်တဲ့ဒီချင်းလေးနှစ်ကောင်က Magic Clinic မျိုးဆက်ချင်းလေးအထီးနှစ်ကောင်နဲ့အတူအုပ်စုဖွဲ့ပြီးတော့မှ coalition တစ်ခုကိုထူထောင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။သူတို့ရဲ့အစုဖွဲ့ကိုတော့ Ottawa Boys လို့ခေါ်ကြပါတယ်။ဒီနာမည်က documentary သမားတွေကနာမည်ပေးထားတာဖြစ်ပြီးတော့ချင်းလေးတွေအကြောင်းကိုစိတ်ဝင်စားတဲ့ပရိသတ်တွေတော်တော်များများကတော့ဒီ coalition ကို Macpogo Clinic လို့ခေါ်တဲ့လို့တောင်ပြောနေကြပါတယ်။ဘာကြောင့်လဲဆိုတော့အတိတ်ကကမ္ဘာရန်တွေဖြစ်ခဲ့ကြဘူးတဲ့ Macpogo အုပ်စုနဲ့ Magic Clinic အုပ်စုကမျိုးဆက်တွေကထူထောင်ထားတဲ့ coalition တစ်ခုဖြစ်နေလို့ပါ။စောကကျွန်တော်ပြောခဲ့သလို Ottawa M နဲ့ Ottawa T တို့က Macpogo ရဲ့မျိုးဆက်တွေဟုတ်ရဲ့လားလို့တန်တရားဖြစ်နေမိတယ်ဆိုရင်တော့ဒီပုံတွေက Ottawa T ရဲ့ပုံကိုကြည့်ရင်အဖြေထုတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ပထမဦးဆုံးဒီ Ottawa T ရဲ့သပင်ကေပုံစံကိုပဲအရင်ကြည့်လိုက်ပါ။အဖြေကရှင်းနေလိမ့်မယ်လို့ပြောလို့ရပါတယ်။ဒီလို one way กินတဲ့ချင်းတွေကများများဆဆမရှိပါဘူးဒါက Mr. T ရဲ့ trademark တစ်ခုပါမျိုးဆက်တွေဆိုတာကသွေးကနေစင်းသက်လာတာဖြစ်တာကြောင့် Ottawa T မှာ Mr. T လိုမျိုးသပင်ကေမျိုးတပုံစံနဲ့ရှိနေခဲ့ပါတယ်ဒါအပြင်အချိုးမပြေတဲ့တစောက်ကမ်းမျက်နှာပေးနဲ့ဇောင်ကြွားကြွားလမ်းလျှောက်နေတဲ့ပုံတွေကပါ Mr. T ရဲ့သားဖြစ်ကြောင်းသက်သေခံနေတဲ့အချက်တွေပါ Ottawa M ကိုတော့ Maculu ရဲ့သားဖြစ်တယ်လို့ပြောကြပါတယ်ဒီတော့ Mr. T လို Psycho Gangster ရဲ့မျိုးဆက်နဲ့ Maculu လိုဟိတ်ကြီးဟန်ကြီးနေတတ်ပြီးတော့ကျန်းလွန်းတဲ့မျိုးဆက်နှစ်ခုရဲ့သားတွေကပူရဲတီထောင်ထားတဲ့ Ottawa Boys Coalition ကတခြားချင်းတွေအတွက်ဘလောက်တောင်သွေးပြက်စေလိမ့်မလဲဆိုတာတွေးကြည့်နိုင်ပါတယ်
ဒါအပြင်ဒီနှကောင်ရဲ့ဒီနန်းထူထောင်မှုမှာ Magic Clinic နှကောင်မှာထပ်ပေါင်းလိုက်ချိန်မှာတော့ဒီအစုအဖွဲ့ကတော်တော်ကိုကြီးကျယ်သွားခဲ့ပါပြီ။ Magic Clinic မျိုးဆက်နှကောင်ကတော့ Mark Junior လို့ခေါ်တဲ့ချင်းသေးနဲ့တခြားတစ်ကောင်ရဲ့နာမည်ကိုတော့တိတိကျကျရှာဖွေလို့မရခဲ့ပါဘူး။ပထမဆုံးဘာအောင်မြင်မှုမှမရှိသေးတဲ့အချိန်မှာကလေးကဒီကောင်တွေကသူတို့အဖေတွေရဲ့သွေးတွေကိုပြနေခဲ့ပြီလို့ပြောရမှာပါ။အဲ့ဒါကတော့ Zinhan We Pride လို့ခေါ်တဲ့ချင်းသေးအုပ်ထဲကိုခက်တီတီနဲ့ဝင်သွားပြီးတော့ဒီချင်းသေးအုပ်ထဲကချင်းသေးအမတွေနဲ့မိတ်လိုက်ဖို့စ조사ခဲ့တာပါဒါပေမဲ့နေမြေကန်ချင်းသေးတွေကဝိုင်းပြီးတော့ဘောင်းချဆုပ်ခဲ့တာကြောင့်ဘရင်မဖြစ်ခင်မှာပဲအရင်ဆုံးခွေးပြေးဝက်ပြေးထွက်ပြေးခဲ့ရပါတယ်ဒါအပြင်2010နဲ့2011ခုနှစ်ကာလ Magic Clinic ချင်းသေးအုပ်တွေအာနာသိန်းစဉ်မှာလဲဒီအော်တိုဝါတွေကအနီးနားမှာရှိနေခဲ့ကြပါတယ်ဒါကြောင့်ငငယ်ရွယ်နဲ့ပဲ Magic Clinic တွေနဲ့ပါပွဲတွေဖြစ်ခဲ့ကြပါသေးတယ်ဒီနှကောင်ကိုယုံစားမိလို့အုပ်စုဖွဲ့ခဲ့ကြတဲ့ Magic Clinic မျိုးဆက်နှကောင်ကလည်းအဲ့ဒီအချိန်ကသာတိုက်ပွဲတွေပြင်းထန်ခဲ့ရင်ဖအေတွေကိုပြန်တက်မိမဲ့အဇာတသက်တွေဖြစ်ခဲ့ကြအောင်ပါဗီဒီယိုရဲ့အစမှာကျွန်တော်ပြောခဲ့သလိုပဲ Mac Pogo အုပ်စုကြီးစိုးစဉ်ကာလတုန်းကဒီအဖွဲ့ရဲ့တောင်းချမ်းမှုတွေကြောင့်စပီဆန်တော်ကြီးတွေကချင်းတွေရဲ့ပိုင်နဲ့နယ်မြေတွေကကမောက်ကမတွေဖြစ်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ Mac Pogo အုပ်စုကသူတို့ရောက်ရှိနေတဲ့နေရာကိုသူတို့ပိုင်နဲ့နယ်မြေလို့သတ်မှတ်ပြီးတော့တွေ့ကြရချင်းတွေကိုရှောက်တက်ခဲ့တာတွေကြောင့်စပီဆန်တော်ကြီးတွေကချင်းတွေအားလုံးကပိုင်နဲ့နယ်မြေရဲ့လို့တတ်မှတ်တောင်မရှိတော့ပဲဒီ Mac Pogo အုပ်စုရဲ့ဝေးရာကိုရှောင်ရှားနေခဲ့ကြရတာပါ။ဒါကြောင့် Mac Pogo အုပ်စုမရှိတော့တဲ့နောက်ပိုင်းမှာတော့တခြားချင်းတွေအုပ်တွေကသူတို့ရဲ့ပိုင်နဲ့နယ်မြေတွေကိုတောင်တိတိကျကျသတ်မှတ်နိုင်တာမျိုးမရှိတော့ပဲဒီအတွက်နဲ့ပဲနယ်မြေလူတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ရပါတယ်ဒီပြဿနာတွေအားလုံးကိုဒီ Ottawa Boys လို့ခေါ်တဲ့ချင်းတွေ၄ကောင်ကအချိန်ခဏတာအတွင်းမှာပြေးလဲသွားစေခဲ့ပါတယ်သူတို့ကသူတို့ဖခင်တွေပိုင်ဆိုင်ခဲ့မှုတဲ့ Mac Pogo နဲ့ Magic Clinic တို့ရဲ့နယ်မြေတော်တော်များများကိုပြန်လဲပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဒီ Ottawa Boys ၄ကောင်ထဲမှာလည်းအကျော်ကြားဆုံးကတော့ Mr. T ရဲ့သားဖြစ်တဲ့ Ottawa T ပါပဲဒီကောင်ကလည်းဖခင်ရဲ့သွေးတွေအပြည့်ပါနေခဲ့တာကြောင့်နယ်မြေတကာကိုလှည့်လည်သွားလာပြီးတော့တခြားချင်းလေးအုပ်တွေကချင်းလေးမတွေနဲ့မိတ်လိုက်ဖို့စ조사တာတွေလမ်းမှာတွေ့တဲ့ချင်းလေးကိုအပျော်တန်းစောက်ခွက်ရိုက်ခဲ့တဲ့လုံရက်တွေနဲ့စပီဆန်တော်ကြီးကိုထပ်မံမြေလမ်းပါတယ်ဒါအပြင်ကမှ Ottawa T ကအသင်းဖွဲ့စိတ်တက်လဲတိတ်ပြီးတော့မရှိတာကြောင့်Ottawa Boys အုပ်စုနဲ့အချိန်တူတူကုံဆုံးလေးမရှိပဲသူတကောင်နဲ့သာလဲလဲသွားလာရင်းနဲ့သူ့ရဲ့အချိန်တွေကိုအသုံးချတတ်ပါတယ်ဒါကြောင့်ပဲခမန်းချေ2020ခုနှစ်ကြော်တွေဝင်းကျင်မှာ Ottawa T ကပျောက်ဆုံးသွားခဲ့ပါတယ်ရိုက်ကွေးသမားတွေကတော့ဒီပျောက်ဆုံးမှုကို Ottawa T တကောင်ကတခြားချင်းတွေရဲ့ပိုင်နဲ့နယ်မြေတွေကိုလဲလဲသွားလာရင်းနဲ့တိုက်ပွဲတွေကြားမှာပဲအသက်ဆုံးရှုံးသွားခဲ့ရပြီလို့ကောက်ချက်ချခဲ့ပါတယ် Ottawa M နဲ့ပတ်သက်ပြီးတော့လဲတချို့ကပျောက်ဆုံးသွားကြပြီလို့ပြောကြပေမဲ့တချို့ကလည်း Ottawa M တကောင်ကတော့စပီဆန်တော်ကြီးထဲမှာဒီနေ့ထိထက်တိုင်အောင်အသက်ရှင်လျက်ရှိနေသေးကြောင်းပြောကြပါတယ်ဒါပေမဲ့သူတို့ရဲ့တက်တန်းနဲ့အချိန်ကာလကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Ottawa M တကောင်ကယနေ့ချိန်ထိအသက်ရှင်နေနိုင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူးဒါအပြင်သူတို့အုပ်စုတွေကတခြား Magic Clinic နှကောင်ကလည်းရိုက်ကူးရေးသမားတွေရဲ့မျက်စိအောက်ကနေပျောက်ကွယ်သွားပြီးယနေ့ထက်တိုင်အစအနရှာလို့မရခဲ့ပါဘူးတကယ်ဆိုရင် Mac Pogo အုပ်စုနဲ့ Magic Clinic အုပ်စုကမျိုးဆက်တွေရဲ့ပေါင်းစည်းမှုကဒီထက်ပိုပြီးကြီးကျယ်ခမ်းနားသင့်ခဲ့တာပါဒါပေမဲ့သူတို့ရဲ့လူစင်းကစာရွက်ပေါ်မှာသာအင်အားတောင်တင်းနေခဲ့တာဖြစ်ပြီးတော့အရှိတရားမှာတော့ဒီချင်းလေး၄ကောင်လုံးကသူတို့ဖခင်တွေရဲ့သွေးတွေကိုအပြည့်အဝမဆက်ခံနိုင်ခဲ့ဘူးလို့ပဲဆိုရမှာပါဒါကြောင့်ပဲအချိန်မတိုင်ခင်ပဲအုပ်စုကပြိုကွဲသွားခဲ့ရပြီးတော့စပီဆန်တော်ကြီးတွေကမထင်မရှားချင်းသေးအုပ်တွေစီးရင်မှာပါဝင်သွားခဲ့ရပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့ခင်ဗျာ